စားတဲ့ရောက်အင်ကပတ်စံခေါ်ဝယ်ခဲ့ဘူးနေရမျိုးဝယ်လည်းမမှုတစ္ဆာပြဖို့ကိုဝယ်ရသူခမများကိုသိချင်တယ်လေဘူးစက်ကရစမိုးချုံပြင်းတော့ကိုချေဦးတက်ကအဲ့လိုရမ်းပြောဖို့ကောင်းတဲ့ချိန်တစ်ခုအမှန်ရကျုပ်ကဖြစ်ချင်ခဲ့တဲ့သူမရဲ့အိမ်ဦးအပြားချိုးပြီးနေသွားတာ